paper မှာဖုံးပြောရင်အတန်ဘက်ပြန်လာလို့ပေါ့နော်အဲ့ဒါဘလို့ပြန်ပြီးတော့ဖြောက်ကမလဲလို့မေးလာလို့ပေါ့နော်အဲ့ဒါကြောင့်မလို့လာပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ပိတ် paper လေးကိုဝင်လိုက်ပါပြီးတော့ move ဆိုတဲ့နေရာကိုနှိပ်ပါနှိပ်ပြီးတော့ရင် setting ထဲကိုဝင်လိုက်ပါ setting ထဲကိုဝင်ပြီးတော့ရင်ဒီနေရာရောက်လို့ရှိရင် call and message ဆိုတဲ့ထဲကိုဝင်လိုက်ပါပြီးရင်ဒီနေရာမှာဆိုရင်တော့ you list data for call ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ရင်ဒီနေရာမှာကိုကဒီနေရာမှာ on ထားရဆိုလို့ရှိရင်တွားပြီးတော့ phone လုပ်လိုက်ပါခေါ်ပြောင်းလိုက်ပေါ့နော်တွားပြီးတော့မှပြောင်းပေးရမှာဖြစ်ပါတယ်ကိုကဒီမှာတွားပြီးတော့မှ on ထားရဆိုရင်တော့ phone နေရာကိုတွားပြီးတော့ပြောင်းလိုက်ပါဒီနည်းလမ်းတိုင်းမဲ့တွားလို့ကြည့်ပါအဆင်ပြေတယ်ဆိုရင်လည်း follow မလုပ်ကြသေးရင်လည်း follow လေးလို့တဲလေးပေးပြီးတော့ share လေးတစ်ချက်လုပ်ပေးတော့ပါရှင်ခုလိုမျိုးမသိသေးတဲ့လူတွေသိလို့ရအောင် share လေးလုပ်ပေးတော့ပါရှင်အားလုံးပဲအဆင်ပြေကြပါသည်ရှင်